အခုညီမလေးလည်းကျေးဇူးအများကြီးတင်တယ်ညီမလေးအများကြီးကူညီပေးတယ် ခဏခဏကြိုင်နော် ငါတိပါပြီ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 ဒီဘက်ကငါ့ကိုပွဲတောင်းနေတာသူတို့ငါ့ကိုဒီဘက်ကပွဲတောင်းနေတာ လုံးလေးလုံးအောင်ကိုအောင် မဟုတ်ပါဘူးတကယ် ငါတို့တော့လူဖက်ကန်ရတာပေါ့ အေးဖေး ဘာလို့လဲဆိုတော့ ဒီကရှိပါပြီ ဘာလို့ဆိုတော့ငါတို့ကအင်းရမိမကိုပိုင်နေ အေးပါဒါတော့သိပါရဲ့အဆိုင်မခံခင်တော့ပိုင်တော့တကယ် ငါတို့အင်းရမိမပိုင်အင်းရမိမဘသူကပဲဘလို့ပဲကြက်လိုက်အင်းရမိမအေးစေး အေးစီပဲရိုးနေပြီဟို ရိုးနေပြီဒါပေမဲ့ တကယ်ထူနေပြီပေါ့ တကယ်ချင်းလို့တော့ငငယ်တုန်းကချစ်ခဲ့တဲ့ချစ်သူလေးနဲ့တပုံစံနဲ့တူတဲ့အမျိုးသမီးကိုလက်ထပ်နိုင်တဲ့စွမ်းရည်တော့ငါမှမရှိပါဘူးကွာတကယ်ချင်းဟာအဲ့တစ်ခွက်ကတော့ဘလို့မှမရှင်းနိုင်ဘူးလေးစားစီနီယာပဲဘလို့မှလိုက်မမီထွန်းလိုက်မိလား မမီဘူး ပြောနေရမဟုတ်ဘူးနော်လိုချင်တော့ခုံနေတာလိုချင်တော့ခုံ ဝမ်းသာလို့ခုံနေမလို့ အဲ့တော့ညီမလေးလည်းပြောပြပါဦးနော်သူ့ပြောခိုင်းတယ်အခု ပေးပါဦးဗျာဟုတ်ခဏလေး တက်လို့ ဟဲ့ ခဏလေး ပြော ကျွန်တော်ဖေးလိုက်ရ ထွန်းတော့ မင်းမပါဘူး ထွန်းတော့ အဲ့လိုတော့မလုပ် ဒီလည်းဒီလိုများဖတ်ချင်သေးလားဒီလား မလူနဲ့အဲ့ဒါဟာလိုက် ညာပါညာပါ မျိုးခလဲမှာဟိုးနေတဲ့ချိန် လူ တွေ ပြောကြီးလူပြောကြီး ဦးငါပြော ဒီမှာမင်းတို့နှစ်ယောက်စလုံးနော်ငါပြောမယ် ဟုတ်ကဲ့ တမတ်စင်းကားမှာတော်တော်တန်နေပြီနော် ဒါနဲ့နေတန်လာပြီလား ငါတော့မတန်ဘူးဖြစ်နေတယ် ကျွန်တော်လည်းဒါကြောင့်နောက်တစ်ခေါက်ပြန်လာတာဗောဗျာတွေ့ပဲနားလိမ့်မယ် တော့တော့ညနေဘုံစုစုမယ်နော် ပြောမယ်ဆိုမင်းကဒီနေ့မှလာပြီးအရန်တန်သွားတယ် ဟုတ်တယ်တစ်ပတ်ထင်းနဲ့ ပိုင်စရာအကြာကြီးမှတန်တာ ဦးငါကတန်ကျင်လို့ တန်နေတာဗောဒါကသမီးတော့ဖြစ်နေပြီ ကဲတော့ညီမလေးပြောပါဦး ကိုစင်တို့ငငယ်ကလေးကနေအားပေးလာရတယ်ကိုကြီးပြောဆိုလာတယ် ဖောရခဏလေးဖောရခဏလေး ထောက်ရှုပ်တဲ့ ထိရ ထောက်ရှုပ်တဲ့ ငါနဲ့သမီးလောက်တည်းက ထောက်ရှုပ်တဲ့ လက်ကောက်တဲ့ငယ်လေးဆိုဘယ်လောက်ပဲလေးတုံးနေနေလား ကိုစင်ပြောချင်တာကိုကြီးကမမွန်နဲ့တငယ်ချင်းလေနော်တငယ်ချင်းတော့ကိုစင်တော့တောက်လျှောက်တွဲပြီးတော့အားပေးလာအဲ့ဒါကိုပြောတာပါဒါပေမဲ့ငငယ်ဆိုဟိုကလေးဘွားတော့မဟုတ်ပါဘူးနဲ့10ကျော်သက်ပေါ့အတူတူပဲလေကိုကြီးထွန်းတို့ကိုကြီးတို့လည်းအဲ့လိုပဲ သူ့ အား တော့ ပေး ပို လာ တော်ဆိုးတည်ရတာ မင်းအမေနေစမ်းပါ ငါငယ်တော့သူ့ကိုအားပေးရတာ လဲလဲ ဟုတ်တယ်ပြောပြအောင်အမတ်တရားတစ်ခုရှိရဲ့ကျွန်တော်ဘဝမှာလေအမတ်တရားမင်းသားလုံးမယ်ဆိုတော့ပထမဆုံးချိန်ရိုက်ကွင်းကိုသွားပြီးတော့ကြည့်ရမယ်ဆိုတော့ကျွန်တော်ရိုက်ကွင်းသွားပြီးလေ့လာတော့ပထမဆုံးကျွန်တော်ရောက်ဘူးမရှိနဲ့လေကျွန်တော်ပထမဆုံးရောက်ဘူးရဲ့ရိုက်ကွင်းကပန်စီရဲလုံးပိုစတာရိုက်နေ ဟုတ် တယ် ပါဘူးတို့ပါဟဲ့ဟော ဟုတ်မင်းပိုစတာရိုက်နေရိုက်ကွင်းဘရောင်းရတော့ဟာမင်းသားလုံးဝ ဘသူနဲ့တွဲလိုက်တာ မင်းသား နေမနဲ့လေနေမနဲ့လေ ငါမပြောတော့ငါမပြောတော့ငါဘာပြောတော့ငါဘာ မိုင်းဆိုးနဲ့အကယ်ဒမီဆိုမဲ့သူသားနဲ့ ဟုတ်တယ်ဟုတ်တယ် ဟုတ်ပါဘူး ဟေ့တော်လိုက်ပါတော့ အပြာကွာအတွင်းလုံးအောင်ထိနာတယ် ငါပါဘူးနင်းတို့အမျိုးဟုတ်ပြီလားထောက်နေ ကျန်မင်းမကန်တော့